Sorry လေးဆိုတာ Redo ကြောင့်ကဘာကြော်လာတာဖွံ့ဖြိုးလာတာ Redo ကိုကျေးဇူးမကန်သင့်ဘူးပြည်သူများအားမင်္ဂလာပါဝီလူကျော် iPad ခွန်ရှိကို Sport Arena ကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေ Sorry Pro League 2022ခုနှစ်ကုန်ပိုင်းအထိတော့အာရှတိုင်းနဲ့အားတဲ့ဒေတာရင်းမှာသာလူသိများတဲ့လိတစ်ခုအဖြစ်ရပ်တည်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ကမ္ဘာဘောလုံးလောကရဲ့ကနဝင်ကစားသမားတူဖြစ်တဲ့ Cristiano Ronaldo ခြေချလိုက်တဲ့အချိန်ကနေစပြီးဒီလေးရဲ့အစင်တန်းတဲ့ပုံရိပ်ဟာလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ် Sorry League ခုလိုဖြစ်လာတာဟာ Redo လမ်းဖွင့်ပေးခဲ့လို့ဖြစ်ပါတယ်ဒါကိုသူတို့အနေနဲ့လုံးဝကျေးဇူးမကန်သင့်ပါဘူး Redo ရောက်ရှိလာခြင်းဟာSorry League ကိုဒေတာရင်းပြိုင်ပွဲတစ်ခုအဆင့်ကနေကမ္ဘာကစောက်ကြည့်ရတဲ့ပြိုင်ပွဲတစ်ခုအဖြစ်တော့ချက်ချင်းဆိုလို့မြင့်တင်ပေးလိုက်တာဖြစ်ပါတယ်။ NSA ရဲ့ social media အခြေအနေကိုကြည့်ရင် Redo ရဲ့ရှင်ဝါကိုသိသိသာသာမြင်နိုင်ပါတယ်။သူနဲ့စာချုပ်ချုပ်ပြီးတပတ်အတွင်းမှာပဲအသင်းရဲ့ Instagram follower ရေအတွက်ဟာ1.2 တန်းကနေ9.6 တန်းအထိတဟုန်ထိုးတိုးတက်သွားခဲ့တာပါ။ဒါ Redo ဆိုတဲ့နာမည်တစ်ခုတည်းနဲ့တင်ကမ္ဘာတဝန်းကဘောလုံးပရိသတ်တန်းပေါင်းများစွာရဲ့အာရုံစိုက်မှုကိုဆွဲဆောင်နိုင်ခဲ့တာကိုပြသနေတာဖြစ်ပါတယ်။အခုဆို NSA ဟာ Instagram follower ပေါင်းတန်း30ရှိပါတယ်။ဒါ Redo 2တဲ့အကြောင်းလို့ပြောလို့ရပါတယ်။ Redo ရဲ့ရောက်ရှိလာမှုဟာ social media နဲ့ရုပ်သံတွေမှာတရားမှုရှိခဲ့တာမဟုတ်ပဲကွင်းအတွင်းလက်မှတ်ရောင်းချမှုအခြေအနေတွေလည်းကြီးမားမှုပြောင်းလဲမှုတွေဖြစ်ခဲ့စေပါတယ်။ Redo ဟာသူ့ရဲ့ NSA အသင်းအတွက်နေမကပဲတလီလုံးမှာရှိတဲ့တခြားသောအသင်းငယ်လေးတွေအတွက်ပါဝင်ဝင်နဲ့စိတ်ဝင်စားမှုရရှိအောင်လုပ်ပေးလိုက်တာဖြစ်ပါတယ်။သူတွားရောက်ကစားတဲ့ကွင်းတိုင်းမှာပရိသတ်ပြည့်နေနေတာဟာ Sorry Pro League ရဲ့သမိုင်းမှာမကြုံစဘူးတဲ့အခြေအနေတွေဖြစ်နေကြတာပါ။ Redo ကိုခေါ်ယူလိုက်ခြင်းဟာ Sorry Pro League အတွက်ကမ္ဘာတဝန်းစီရုပ်သံထုတ်လင်းခွင့်တွေရောင်းချနိုင်မှုတကားပေါက်ကြီးဖွင့်ပေးလိုက်တာနဲ့အတူတူပါပဲ။သူရဲ့ NSA အသင်းမိတ်ဆက်ပွဲရဆိုရင်ကမ္ဘာတဝန်းကအဓိကအားကစားရုပ်သံလိုင်းတွေsocial media တွေမှာဓာတ်ရိုက်ထုတ်လွှင့်ခဲ့ပြီးပရိသတ်တန်းပေါင်းများစွာကစောင့်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။ဒီလိုမျိုးကမ္ဘာအဆင့်မီထုတ်လွှင့်မှုတွေကနေတဆင့် Sorry League ဟာသူတို့ရဲ့ရည်မှန်းချက်နဲ့ယင်းနှိမ့်မြုံနယ်မှုအင်အားကိုကမ္ဘာကိုပြသနိုင်ခဲ့ပါတယ်။ Redo ကြောင့်ပဲ Sorry League ဟာအာရှလေးတစ်ခုဖြစ်ဆိုတာတဲ့ဥရောပလေးနဲ့ရင်မုံတန်းနိုင်တဲ့ဖျော်ဖြေရေးကဏ္ဍတစ်ခုဖြစ်လာခဲ့တာပါ။ Redo ဟာ Sorry League ကိုပြောင်းရွှေ့ဖို့အတွက်လမ်းဖောက်ပေးသူအဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။သူကအစောဆုံးမပြောင်းလာခဲ့ဘူးဆိုရင်ဘန်စီမာ၊နေမာ၊ကန်တီစတဲ့ကမ္ဘာထိပ်တန်းကစားသမားတွေ Sorry ကိုလာဖို့ဆိုတာကတကယ်ကိုမလွယ်ကူတဲ့ကိစ္စပါ။ Redo ရဲ့ပြောင်းရွှေ့မှုကတခြားသောကစားသမားတွေကို Sorry League ရဲ့စီမံကိန်းပေါ်ယုံကြည်မှုပိုမိုရှိလာစေခဲ့တာဖြစ်ပါတယ်။ Redo ဟာ Sorry Pro League ကိုပတ်စံရရုံတက်တဲ့နဲ့လာကစားတာမဟုတ်ပဲလိရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါတကယ်ကိုစိတ်ရောကိုယ်ပါမြုပ်နှံထားတာကိုတွေ့ရပါတယ်။သူဟာ NSA အသင်းရဲ့တိုးတက်မှုအတွက်အရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေပြီးအသင်းရဲ့ရည်မှန်းချက်တွေပြည့်မီအောင်အစွမ်းကုန်စူးစမ်းနေတာဖြစ်ပါတယ်။ Redo တခါတရံမှာအသင်းရဲ့ယင်းနှိမ့်မြုံနှံမှုအခြေအနေတွေပေါ်စိတ်ပြည့်မှုတချို့ရှိတတ်ပေမဲ့ဒါဟာသူ့ရဲ့အောင်မြင်ခြင်းလုံးနဲ့စိတ်ကြောက်တာဖြစ်ပြီးဒီတစ်ခုလုံးရဲ့အစင်နဲ့မြင့်တက်လာစေဖို့သူဟာမရှိမဖြစ်ကစားသမားကြောက်ဖြစ်နေစေပါလက်ရှိမှာဖြစ်နေတဲ့ကိစ္စကလည်းသူ့ရဲ့ NSA အသင်းတွေရက်တည်ပေးတာဖြစ်ပါတယ်ဒါပေမဲ့ Sorry Pro League တာဝန်ရှိသူတွေကတော့ Redo ရဲ့အမြင်ကိုလက်သင့်မခံကြပါဘူး Sorry Pro League ဘက်ကဘလောက်ပဲအရေးပါတဲ့သူဖြစ်နေပါစေဘယ်ပုဂ္ဂိုလ်ကမှသူတို့ကလပ်အသင်းရဲ့အဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးခွင့်မရှိဘူးလို့ဒီနေ့မှပြောဆိုလိုက်ပါတယ်ဂျာမနီတို့ကထုတ်ပြန်ခဲ့တဲ့ကြေညာချက်တွေထဲမှာကလပ်အသင်းတွေဟာလွတ်လပ်စွာရက်တီလဲပတ်နေတာဖြစ်ပြီးဗန်နာရေးစီမံခန့်ခွဲမှုအပိုင်းမှာလည်းတည်တံ့တာဝန်ယူမှုရှိတယ်ဆိုတာကို Redo သိစေဖို့အခုလိုအကြောင်းကြားခဲ့တာပါ Sorry Pro League ရဲ့ပြောရေးဆိုခွင့်ရှိသူက Sorry Pro League ကိုရိုးရှင်းတဲ့မူဝါဒတစ်ခုအပေါ်မှာအခြေခံပြီးတည်ဆောက်ထားတာပါအဲ့ဒါကတော့ကလပ်အသင်းတိုင်းဟာတူညီတဲ့စီမင်းစည်းကမ်းအောက်မှာလွတ်လပ်စွာလဲပတ်ဆောင်ရွက်ရမယ်ဆိုတဲ့အချက်ပါပဲလို့ပြောကြားခဲ့ပါတယ်ဒါ့အပြင်ကလပ်အသင်းတွေမှာလည်းကိုပိုင်ဘုံဖွဲ့တွေအမှုဆောင်တွေနဲ့ဘောလုံးပိုင်းဆိုင်ရာဥဆောင်သူတွေရှိကြပါတယ်ကစားမခေါ်ယူတာတွေငွေကြေးသုံးစွဲတာတွေနဲ့မဟာဗျူဟာချမှတ်တာတွေကအဲ့ဒီကလပ်အသင်းတွေရဲ့ကိုပိုင်ဆုံးဖြတ်ချက်တွေနဲ့သာဖြစ်ပါတယ်ဒီလိုလုံးဆောင်ရမှာလဲရေရှည်တည်တံ့မှုနဲ့ရှင်ပြိုင်မှုဆိုင်ရာမျှတမှုရှိစေဖို့ရေးဆွဲထားတဲ့ဗဏ္ဍာရေးမူပေါင်းတွေအတွင်းကနေပဲလုံးဆောင်ရတာပါဒီမူပေါင်းကလေးတစ်ခုလုံးအတွက်ဒန်းလူညီများအသက်ဝင်ပါတယ်လို့ရှင်းပြထားပါတယ်ဆက်လက်ပြီးတော့လည်း Cristiano Ronaldo အပြောင်းလာခဲ့တဲ့က NSA အသင်းနဲ့တက်ကြွပူးပေါင်းခဲ့တယ်လို့အသင်းရဲ့တိုးတက်မှုနဲ့ရည်မှန်းချက်တွေမှာလည်းအရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်ခဲ့ပါတယ်ထိပ်တန်းကစားသမားတွေလိုပဲသူလည်းနိုင်ကျင်ပါပေါ့ဗျာဒါပေမဲ့ဘယ်လောက်ပဲအရေးပါတဲ့ပုံကိုဖြစ်ပါစေသူတို့ကလပ်အသင်းရဲ့အပြင်ပကအဆုံးဖြတ်ချက်တွေကိုတော့ဝင်ပြီးခြေလှယ်ခွင့်မရှိပါဘူးလို့ဆိုပါတယ်ဒီကောချုပ်အနေနဲ့မကြာသေးခင်ကမှလှုပ်ဆောင်ခဲ့တဲ့အပြောင်းရွှေ့လှုပ်ရှားမှုတွေကိုကြည့်ရင်ဒီလွတ်လပ်စွာစီမံခန့်ခွဲမှုကိုထင်ရှားမြင်တွေ့နိုင်ပါတယ်ကလပ်အသင်းကပုံစံမျိုးနဲ့အားဖြည့်ကောင်းဖြစ်မယ်နောက်အသင်းကတော့တခြားနည်းလမ်းတစ်ခုကိုရွေးချယ်ကောင်းရွေးချယ်ပါလိမ့်မယ်ဒါတွေကခွင့်ပြုထားတဲ့ဗဏ္ဍာရေးကန့်သတ်ချက်တွေအတွင်းကနေချမှတ်လိုက်တဲ့ကလပ်အသင်းရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေသာဖြစ်ပါတယ်လို့တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်ဆိုလိုတာက Redo ရဲ့အမြင်ကို Sorry League ဘက်ကတီးလေးလက်မခံမှုဆိုတာပါပဲဒါဆိုရင်တော့ Redo အနေနဲ့ NSA နဲ့လမ်းခွဲရုံပဲရှိတော့တဲ့သဘောဖြစ်နေပါတယ်ဟုတ်ကဲ့ပါခင်ဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ